ဘာရဲ့ရှင်သန်မှုသူတို့ဘာတန်ဖိုးထားတဲ့အရာကိုဖျက်ဆီးမယ်ဆိုရင်ကိုယ့်ရဲ့ရှင်သန်မှုဟာလည်းပဲအကြောင်းတစ်မျိုးမျိုးကြောင့်တစ်ချိန်ချိန်မှာဖျက်ဆီးရလိမ့်မယ်လောကကြီးရဲ့တဘာဝဆိုတာအလွန်တရားတယ်မျှတတယ်တူညီတဲ့အကျိုးပေးကိုရတယ်ဟုတ်လားလောကကြီးမှာလူတွေတတ္တဝါတွေကဘာကိုတန်ဖိုးအထားဆုံးလို့လဲမေးရင်ဒီရှင်သန်မှုကိုတန်ဖိုးထားတာပဲအဲ့ဒီတန်ဖိုးအထားဆုံးဆိုတဲ့ရှင်သန်မှုကိုဖျက်ဆီးတယ်ဆိုရင်ဒါအလွန်ဆိုးရတဲ့အမှုကြီးပေါ့ဟုတ်တယ်မဟုတ်လားသူများရဲ့ရှင်သန်မှုကိုကြတော့ဖျက်ဆီးခြင်းနဲ့ကိုယ်ရှင်သန်မှုကိုကြတော့အထိကိမခံနိုင်ဘူးဆိုရင်ဒီလူဟာစိတ်ကောင်းရှိတဲ့လူလို့ဆိုမလားစိတ်ယုံမှရှိတဲ့လူလို့ဆိုမလားဒါစဉ်းစားရပေါ့ဆက်ပြီးတော့စဉ်းစားနော်ပိုင်ဆိုင်မှုလူတိုင်းမြတ်လို့တယ်ခိုးတယ်ယူတယ်ဆိုရင်ဒါပိုင်ဆိုင်မှုကိုဖျက်ဆီးတယ်လူတိုင်းဒီကာမဂုဏ်ကိစ္စဒီအိမ်တော်ရေးကိစ္စตายရခြင်းတယ်စဉ်းစားကြည့်ပါပိဿတို့ဉာဏ်ရှိတယ်ဒါကြောင့်မလုတ်တဲ့မလုတ်ထိုက်တဲ့အလုပ်ကိုမလုတ်မိအောင်ကြိုးစားဖို့ကပို့ပြီးတော့အရေးကြီးတယ်လုတ်တဲ့လုတ်ထိုက်တဲ့အလုပ်ကိုပါလုတ်ဖြစ်အောင်ကြိုးစားအောင်မယ်ဆိုရင်တော့ဒါအတိုင်းထက်အလွန်ပေါ့နော်ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့အဲ့ဒီမြင့်မြတ်တဲ့သီလတမာတိပညာတို့ရဲ့အကြောင်းတရားဖြစ်တဲ့သီလနိဗ္ဗာန်ချမ်းသာကိုမြန်မြန်ရစေနိုင်တဲ့သီလသူတော်ကောင်းတရားမှန်သမျှတို့ရဲ့တရားဖြစ်တဲ့သီလရဲ့ဂုဏ်ကျေးဇူးကိုပြောရင်တော့ကိုယ်နိုင်ဝယ်ရမရှိဘူးဟုတ်လားသီလတကယ်ရှိမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအလွန်မှလူလောကကြီးမှာရဲရဲရှင်းရှင်းနေနိုင်တယ်နောင်တရစရာဘာမှလည်းမရှိဘူးเนาะတေက